တရားအထက်မှာပြည်တရားနဲ့150ကျမ်းမှာဖြတ်လေကျော်တစ်ခုရှိတယ်အဲ့ဒီဖြတ်လေကျော်ကျော်သွားပြီဆိုတော့အောင်ပါစေတော့အောင်စီတော့ပါဒီဖြတ်အားကိုကြော်ပြီးဖြစ်ပါတယ်ဒီဖြတ်အားကိုကြော်ပြီးတဲ့အခါမှာတောင်ဘက်မှာရောက်ဖက်သူသိရှိလေကြောင်းသွားတဲ့ကိုကွင်းတွင်မှာရှိတဲ့အပိဓာများဘေးအနေကင်းရှင်းစွာဖြင့်မိကြည့်ပြီးပါငါများကိုသိချမ်းသာကိုချမ်းသာပြီးကြည့်ရှုခံစားနိုင်ပါတယ်ဆိုလို့ရှိရင်တခုကဲ့သို့ဒီနေ့ကဲ့သို့ဝင်းလုံးပြည့်ဒါရောက်အားပေးကြပါဦးဒီကွာပါလက်ပါဆိုလို့ရှိရင်မိကြီးတွေမိလက်တွေနဲ့စင်ပါများလွတ်တယ်မှာဖြစ်ပါတယ်ည9 နာရီတိတိမှာစတင်လွတ်တယ်မှာဖြစ်ပါတယ်တောင်ကြီးသူတောင်ကြီးသားများမကြည့်မရှိရတာကြာပြီဖြစ်တဲ့3 နှစ်တာကာလတိုးချပြီးတော့လက်ဖက်ကလည်းဆက်ဆက်ကလေးကြွခဲ့ကြပါဦးဒီလိုများဒီဘုရားပညာရှင်များနဲ့ဒီဘုရားနှုတ်တွေဘုရားဒီဖိတ်မှန်တွေကပြုပါလေအားလုံးကျမ်းမာချမ်းသာဘေးဘေးဟာကင်းကွာပြီးတော့မနေ့ကလည်းဆက်ဆက်ကြွပြီးလို့ဖိတ်မှန်တွေကပြုပါလေအားလုံးကျမ်းမာချမ်းသာကြပါစေတတိယနေ့ညဒီဘုံညာရုပ်ပေါ်ရတော့ဒီကျဲမဲ့နေကြည့်ကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်
这玩意儿。 你就说亚比。鸡呗啊！这里边鸡嘛鸡。来看家，那真的也可以。都愿意，刚才我你有的，刚才我漏看了老了，真有人的。 နောက်ကြောတာပေးတာဒီကောင်းကိုရ တက်တယ်နဲ့ဆင်မရင်သာလိမ့်တက်တယ်ဗျလိမ့်တက်ဆိုတော့နောက်ဆုံးတက်ပြတော့ဟာခေခေခံလာခေခံလာ အကြီးပဲကွာ ကဲအခါရင်လုံးကြီးတွေပါလေဆိုမယ်နော်ဘောဘောကြမယ်ဆိုရင်တော့မတီလိုက်ဝင်မလားဘုံကြီးဝင်မလားအင်းကြီးပေါ်ရရင်နော် ကျော်လေးပေးထားအဲ့ဒီဝါပြောရ လက်ကလေးလိုကျော်လေးပေးထား တော်တော်ချီးတယ်ဗျ လက်ကလေးလိုကျော်လေးပေးထားကဲဒီကိုရမောင်ချွေထောင်ရောင်နေလဲပါပဲခင်ဗျာပွင့်နေဗျာ ကဲပေါ်ဆွတ်တက်သွားပြီ။ပေါင်နေမဲကိုတယောက်ထဲပါခွင့်ဆွတ်တက်သွားပြီ။ဆွဲပြီ။ပေါင်နေမဲကိုဆွတ်တက်ဟော။ကြောက်စိမ့်နေကြ။လာပြီပလဲတွေရော။ဟော။ဘောကုတ်ကပထမတစ်လုံးနှလုံးစာစီကုန်းနေပါတယ်ခင်ဗျ။နော်။ကဲလာပြီ။ကဲမိနကားရီကခွေခောက်ပြီးတော့အောက်မှာမိနကားလေးကဆော့သွားနေတယ်ဗျကဲမိရှုမိဘကတော့များပါတယ်ခင်ဗျာကောင်းပါတယ်ကဲပွဲခွင်းကတော့အန်ဒီပြည့်ရှင်းသွားပါပြီလာပါတယ်ဗျဒါ6လုံးမြောက်ပါပိတ်တာ40 6လုံးမြောက် ကဲအောင်ဒီဆိုလွတ်တင်ပြီးဖြစ်တဲ့အတွက်စိတ်ကံတကြ22ရက်ခွဲပူစားပြီးပုံရိပ်ပြီးအပြင်မှာတရိပ်နဲ့ပုံရိပ်ကြည့်ပြီးတော့ဖြည်းဖြည်းနဲ့အပြင်ကိုထွက်ခဲ့တာနောက်ကညီကိုတွေတန်းစီနေ
ဒီကိုရီပြီးလွတ်မယ်နော်တန်းစီနေတယ်ရာသူလူသိကောက်နေလို့ကန်တာကဒီကိုရီကိုကျေးဇူးတင်တယ်စီကံရှိတယ်